နိဗ္ဗာန်သို့ဥတည်သွားနေလို့ဘုရားဘာသာဝင်သူတော်စင်တို့ဟာဘာကောင်းမှုပဲပြုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဆုတောင်းနေကြတယ်ဘုရားဘာသာဝင်တို့ရဲ့ဥတည်ချက်ဟာနိဗ္ဗာန်ပဲဖြစ်တယ်တခြားဘာသာတွေမှာလည်းပဲသူတို့ရဲ့ဥတည်ချက်တွေရှိတာပေါ့နော်သို့သော်ဘုရားဘာသာဝင်တွေရဲ့ဥတည်ချက်ကတော့နိဗ္ဗာန်လူတိုင်းဟာနိဗ္ဗာန်ကိုမျှော်လင့်နိဗ္ဗာန်ကိုဥတည်ချက်နဲ့နိဗ္ဗာန်ကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြတယ်အဲ့တော့နိဗ္ဗာန်ကိုဖြောင်းဖြောင်းတန်တန်ရောက်သွားဖို့နိဗ္ဗာန်ကိုဥတည်နေတဲ့သူကတော့လူတိုင်းဖြစ်ချင်မှဖြစ်မှာပေါ့ဘယ်လိုပဲဆုတောင်းနိဗ္ဗာန်လမ်းကြောင်းပေါ်မှာရောက်ပြီးတော့နိဗ္ဗာန်ကိုဥတည်နေတဲ့လူဆိုတာဘယ်လိုအခြေအနေတွေရှိရမလဲဒါသိဖို့လိုအပ်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ကိုတကယ်ဥတည်နေတဲ့သူကဘယ်လိုလဲဆုတောင်းဖို့နဲ့ဥတည်နေတဲ့ပုဂ္ဂိုလ်ကတော့ဒါလည်းဥတည်နေသူလို့ပြောလို့ရတယ်သို့တော်လည်းတကယ်ကိုနိဗ္ဗာန်ရောက်ဖို့သေချာသွားတဲ့ပုဂ္ဂိုလ်ကတော့လိုအပ်တဲ့အရေးချင်းတွေဘာတွေရှိသလဲဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့ဒီဒေသနာတော်ကိုနာကြားမှတ်သားကြည့်လို့ရှိရင်တို့တွေနိဗ္ဗာန်သွားဖို့လမ်းကြောင်းပေါ်မှာဥတည်နေတဲ့လူတွေဟုတ်လားလို့သို့မဟုတ်နိဗ္ဗာန်ကိုမရောက်နိုင်အောင်တို့လူတွေဟာလမ်းကြားမှာအခက်ခဲတွေ့ပြီးတော့လမ်းမှာပင်တောင်းတင်းနေတဲ့လူတွေများဖြစ်နေမလားလို့ဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်လို့ရတာပေါ့တို့တွေနိဗ္ဗာန်နဲ့နီးနေပြီလားနိဗ္ဗာန်ကိုဥတည်သွားနေတဲ့အတိုင်းဟုတ်ကလားလို့ဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်မြတ်စွာဘုရားကတရားဓမ္မကိုဟောတဲ့အခါနိဗ္ဗာန်လမ်းကြောင်းကိုရှင်းလင်းဟောတာဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်လူတွေနဲ့လူရဲ့ပတ်ဝန်းကျင်မှာရှုမြင်စရာတွေတွေးတောစရာတွေမှတ်သားလိုက်နာစရာတွေမြောက်များစွာရှိတယ်အဲ့ဒီမြောက်များစွာရှိတာတွေကိုမြတ်စွာဘုရားကအဲ့ဒီနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်ကိုဥတည်မိသွားအောင်လို့ဆွဲတင်ပေးတယ်ပေါ့တရားဆိုတာသဘာဝတရားတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်သို့မဟုတ်ကိုယ်တဏ္ဍာနဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်ကြည်တတ်မြင်တတ်ဖို့ပဲလိုတယ်ကြည်တတ်မြင်တတ်မှနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်မယ်မကြည်တတ်မမြင်တတ်ဘူးဆိုလို့ရှိရင်နိဗ္ဗာန်ဟာဘယ်ဝယ်စီတို့ရည်မှန်းရမယ်ဆိုတာကိုမသိနိုင်ကြဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားဟောတာကနိဗ္ဗာန်ဆိုတာအဝေးကြီးတော့မဟုတ်ဘူးအနည်းလေးပဲနိဗ္ဗာန်ကကိုယ်နဲ့ကပ်နေတဲ့နီးနေတဲ့နိဗ္ဗာန်တော်မှပဲမမြင်နိုင်ကြဘူးတဲ့လောကမှာနီးပေမဲ့လို့မမြင်ရတာတွေအများကြီးရှိတယ်နော်ဝေးပေမဲ့လို့မြင်နေရတာတွေရှိတယ်တန္တိကေနဝိသနန္တိမဂါဓမ္မတ္တဟောရတရားဓမ္မနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေဟာမိမိအနိဗ္ဗာန်မှာနိဗ္ဗာန်ရှိနေလျက်တန်းနဲ့ထိုနိဗ္ဗာန်ကိုမတွေ့နိုင်ကြဘူးတဲ့နီးပေမဲ့မတွေ့နိုင်ဘူးလို့ပြောနိဗ္ဗာန်ဆိုတဲ့အရာဟာဘုရားဘာသာဝင်သူတော်စင်တွေမျှော်လင့်ပြီးတော့ဆုယူပန်းစင်းနေကြတဲ့နိဗ္ဗာန်ဆိုတဲ့အရာဟာတချို့ပုဂ္ဂိုလ်တွေဖို့တော့မမျှော်မှန်းနိုင်လောက်အောင်ဝေးကွာတဲ့နေရာကြီးဖြစ်နေပြီပဲလို့တချို့ပုဂ္ဂိုလ်တွေဖို့ကြတော့အလွန်နီးတဲ့အရာဖြစ်တယ်လူပေါ်မှာမူတည်တယ်လို့ပြောတယ်နော်တချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်နီးနေတော့လေတချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်ဝေးတယ်ဒါကြောင့်မို့လို့နိဗ္ဗာန်နဲ့နီးကျင်လို့ရှိရင်နိဗ္ဗာန်ကိုဥတည်သွားနေတဲ့လမ်းကြောင်းပေါ်တို့တွေရှောက်လန်းကြဖို့လိုအပ်တယ်နိဗ္ဗာန်သွားတဲ့လမ်းမှာအနောက်ရှက်အဟံတားတွေရှိတယ်အဲ့ဒီအနောက်ရှက်အဟံတားတွေရှိနေလို့ရှိရင်တော့နိယတန်နဲ့ဝေးနေကြအောင်ပါပဲအဲ့တော့နိယတန်နဲ့မဝေးရအောင်ရှိတဲ့အဟံတားတွေကိုအဟံတားမှသိပြီးဖြတ်ကျော်ဖို့လို့အဟံတားမှမသိလို့ရှိရင်ထိုအဟံတားတွေပင်လည်းကိုယ့်အတွက်ပြောစရာဌာနကြီးတစ်ခုဖြစ်ပြီးတော့
လူကျင်တာကတော့နိဗ္ဗာန်ရနေတာကတော့တန်တရားဆိုတာဖြစ်နေတာအဲ့တော့နိဗ္ဗာန်သွားခြင်းပြီဆိုလို့ရှိရင်တော့အရင်ချင်းရှင်မျိုးနဲ့ပြည့်စုံနေဖို့လိုအပ်တယ်နိဗ္ဗာန်ခရီးလမ်းမှာတတိထားရမယ့်နေရာတွေရှိတယ်။ဟောမြော်နော်။ကောင်းတယ်။အဲ့လိုတတိထားရမယ့်နေရာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြပြီးတော့ဟောထားတယ်။အဲ့ဒီသုတ်တံကိုဓာရုခန္ဓောပမသုတ်တံဓမ္မကြီးကတရားနာပရိသတ်တွေခဏခဏနာဖို့ပါ။စစ်တုံးကြီးဆိုမြတ်စွာဘုရားကကောသမိပြည်ကောသမိပြည်ဆိုတာအိန္ဒိယနိုင်ငံဒီကနေ့မှာဆိုရင်အလဟာဘတ်ဆိုတဲ့မြို့နာမှာရှိအလဟာဘတ်မြို့ကဂင်္ဂါနဲ့ယမုနာနဲ့ဆုံစည်းတဲ့နေရာဖြစ်ဂင်္ဂါမြစ်နဲ့လည်းနီးတယ်စိတ်ထဲကမျှော်မှန်းပြီးတော့ကြည့်လိုက်ကောသမိပြည်မှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ဂင်္ဂါမြစ်ကမ်းကိုခိတ္တခဏရောက်ရှိလာနောက်ပါယဟန်နေနဲ့အတူခင်းကမြစ်ကမ်းကိုရောက်လာတဲ့အခါကျတော့ခင်းကမြစ်ထဲမှာတစ်တုံးကြီးတစ်တုံးဟာပေါ်လောနဲ့မျောလာဒီစည်းကြောင်းတိုင်းမျောသွားတယ်ရှိတော့တမ္မန်မြင်ကွင်းပဲတမ္မန်တွေးမယ်ဆိုရင်ဒါတမ္မန်မြင်ကွင်းပဲမြင်နာကနာနေတဲ့ပုဂ္ဂိုလ်တွေမြစ်ထဲမှာတစ်တုံးမျောတာမမြင်ဘူးလားမြင်ဘူးတယ်နော်အဲ့ဒါတမ္မန်မြင်ကွင်းတစ်ခုပဲသို့တော့ကြည့်တတ်လို့ရှိရင်တရားဖြစ်သွားကြည့်တတ်လို့ရှိရင်တရားဖြစ်တယ်ကြည့်တတ်လို့တရားဖြစ်တယ်ဆိုတာပိစိကဗုဒ္ဓတွေရဲ့အထုပ်ပတ္တိတွေခက်ခဝိသနာသုတ်ပိစိကဗုဒ္ဓတွေဘယ်လိုတရားသူရလာကြတယ်ဆိုတာပြန်ပြီးတော့ပြောတဲ့ပိစိကဗုဒ္ဓတွေရဲ့ဇာတ်လမ်းတွေရှိတယ်ပေါ့ဆိုပါတော့ပန်းပွင့်လေးတစ်ပွင့်ဟာမနေ့ကအပင်မှာပွင့်ပြီးတော့လန်းလန်းဆန်းဆန်းရှိအဲ့ဒီပန်းပွင့်လေးကညနေပိုင်းရောက်တဲ့အခါကျတော့နွားပြီးတော့ကျွေကျသွားအဲ့တော့လေးကိုကြည့်လိုက်လို့ရှိရင်လည်းပဲပန်းပွင့်လေးကပြတဲ့တရားပုဒ္ဒနာမှာဆွဲပြီးတော့ယူကြည့်လိုက်အော်ပိစိကဗောဓိဉာဏ်ရသွားပတ်ဝန်းကျင်ကပန်းပွင့်လေးကြည့်ပြီးတော့တရားဆိုတာဖြစ်လာဒါလည်းလားဆိုမဟုတ်ဘူးလူတွေကိုအိမ်ထဲမှာတစ်ပင်လေးတွေစိုက်ထားတာရှိအခုလိုຫນွေရာသီရောက်လာတဲ့ဆောင်းရာသီကုံဆုံးလို့ຫນွေဦးရောက်လာပြီဆိုရင်တစ်ရက်ကလေးတွေကဝါပြီးတော့တစ်ဖက်ဖက်ကျွေးကြတာလူတိုင်းကြုံမှုကြပါလိမ့်နော်တာမန်ပုဂ္ဂိုလ်တွေကတော့ဟာဒါတစ်ရက်ကျွေးတာပဲလို့ပဲဒီလိုပဲပြောကြည့်တဲ့မြင်တတ်တဲ့ပုဂ္ဂိုလ်ကြတော့အနိစ္စသဘောကိုဆင်ញင်သုံးသပ်လိုက်တာနဲ့ပိစိကဗုဒ္ဓဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒီသိရလေးတွေဟာမမြဲပါဘူးမမြဲလို့ကြွေကျသွားသလိုသတ္တနာမှာရှိတဲ့ယုတ်တိနတ်တွေဟာလည်းပဲဒီတိုင်းပါလားဆိုတဲ့အတွေးဝင်လာတာမန်ပုဂ္ဂိုလ်တွေကဒီလိုမတွေးတတ်ဘူးဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာဒီအတွေးလေးတွေကိုလေ့ကျင့်ပေးဖို့လိုတယ်အဲ့ဒီလေ့ကျင့်ပေးနာသည်ပင်လည်းပါရမီပဲမလေ့ကျင့်ဘူးဆိုလို့ရှိရင်ဒီအတွေးတွေရနိုင်မှာမလားတစ်ခါတော့တွေးလိုက်လို့ရှိရင်နောက်ထပ်ဒုတိယတွေးဖို့ခက်သေးလားမခက်ဘူးပထမတစ်ချိန်တွေးလိုက်အဲ့ဒီအတွေးလေးဟာနောက်တစ်ခါမြင်ဒီအတွေးထက်လာမှာထပ်လာတဲ့အခါဒီအတွေးလေးတွေဟာတန်ဝေကအတွေးလေးတွေမှန်ကန်တဲ့အတွေးလေးတွေဖြစ်နေတဲ့အတွက်ကြောင့်နောက်ဆုံးမှာကိလေသာတွေကိုတွန်းလှန်ပြစ်နိုင်တဲ့အတွေးတစ်ခုအားကောင်းလာပြီးတော့ကိလေသာတွေကိုတွန်းလှန်သွားနိုင်တယ်ဒီလောကမှာနာယိကိစ္စကြုံတဲ့အခါမှာလည်းမြတ်စွာဘုရားကဟောတယ်တွေ့တိုင်းစုံတိုင်းမှန်ကန်တဲ့အတွေးကလေးတွေကိုတွေးတတ်ဖို့နာယိမှာမဟုတ်ပါဘူးဒီဝတ္ထုတသုတ်မှာဆိုလို့ရှိရင်လေဒီအတွေးလေးတွေကအမှန်တမ်းတန်ဖိုးရှိတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဖိုးအိုဖွားအိုတွေရှိဘူးလားဖိုးအိုဖွားအိုတွေကိုတာမန်ပုဂ္ဂိုလ်တွေကြတော့ဟာအဖိုးကြီးတယောက်အဖွားကြီးတယောက်ဒီလောက်ပဲတွေ့နော်ဘယ်အိမ်ကအဖိုးကြီးဘယ်အိမ်ကအဖွားကြီးဒီလောက်ပဲဒီတပူမစင်းစားဘူးကြည့်တဲ့မြင်တတ်တဲ့ပုဂ္ဂိုလ်တွေကြတော့သူလည်းတစ်ချိန်တုန်းကငါလိုငယ်ရွယ်ပဲအခုအိုမင်းသွားချပြီငါလည်းဒီလိုအိုရအောင်ပါလားဆိုတဲ့အတွေးမတွေးသင့်ဘူးလားဒါတန်ဝေကအတွေးလို့ခေါ်တယ်နော်ဘုရားလောင်းတောထွက်တယ်ဆိုတာအဲ့ဒီတန်ဝေကအတွေးကနေတွန်းပို့လိုက်တာ
ဘယ်လောက်ဖေးချစ်လာပါတယ်ဆိုတဲ့ရတော်တရားမိဖုရားမွေးကစားသားကလေးရာဟုတ်လားစွန့်ပြစ်နိုင်တာအဲ့ဒီအတွေးပဲဟုတ်ကဲ့လားအဲ့ဒီအတွေးလေးကြောင့်အလုံးသိကြတယ်မဟုတ်လားဘုရားနမိတ်ကြီးလေးပါမြင်ပြီးတော့တောထွက်တယ်လို့ပြောကြတယ်မဟုတ်လားကိုယ်ရှိမှရောအဲ့ဒီနမိတ်ကြီးတွေမရှိဘူးလားအေးဒါလေးတွေကိုတွေးဖို့လိုတယ်ဘုရားလောင်းမှတွေးတာငါတို့နဲ့မဆိုင်ဘူးလို့မအောင်မေ့နေတယ်အဖိုးတယောက်တွေးလိုက်ရင်တွေးလိုက်စမ်းအဖွားကိုတယောက်တွေးရင်တွေးလိုက်စမ်းစရဓမ္မောမိစရံအနတ္တိတောပါဠိလိုပြောလို့ရှိရင်ငါဟာဥခြင်းသဘောရှိနေသူဖြစ်တယ်ဥခြင်းတရားကိုငါမကျော်လွှားနိုင်ဘူးအဲ့ဒီအတွေးလေးဟာအင်မတန်အဆင့်မြင့်တဲ့အတွေးပါတမန်အားဖြင့်တွေးမယ်ဆိုရင်ပြောမယ်ဆိုရင်ဒါဘာမှမဆန်းဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်နော်ပုရဏရာဘာဆန်းလို့လဲလူတိုင်းအိုးနေကြတာပဲလို့တချို့ကပြောကောင်းပြောလိုက်ပုရဏရာကိုပြဿနာလို့မထင်ဘုရားလောင်းနေကြတော့အဲ့ဒါလို့မမြင်ဘူးတံဝေကဖြစ်တာအဲ့ဒီတံဝေကအတွေးဟာအမေဓမ္မတန်ဖိုးရှိတဲ့အသိဉာဏ်တစ်ခုရအောင်တွန်းပို့လိုက်အလုံးကြောက်ကြလိုက်မယ်ဘုရားအလောင်းမဂ္ဂဒေဝမင်းကြီးဆိုတာနေမင်းလို့လည်းခေါ်တယ်အဲမဂ္ဂဒေဝမင်းကြီးကသက်တမ်းအလွန်ရှည်တဲ့လူဘဝမှာလူဖြစ်တယ်သက်တမ်းသိရှည်တယ်အခုလို့နှစ်50 60 90ဆိုဘဝခရီးဆုံးသွားတာမျိုးမဟုတ်ဘူးတောင်းချီရှည်တဲ့ခေတ်မှာအဲ့ဒီလိုခေတ်တောင်မှမိမိလျော်ရောနေတာမဟုတ်ဘူးခေါင်းကိုဖိလိမ့်ပြုပြင်ထားတဲ့ဆတ္တတိကိုမှားထားတယ်အစောကြီးကတည်းကမှားထားတာငါခေါင်းပေါ်မှာဆံပြူပင်တစ်ချောင်းများတွေ့ရင်ငါ့ကိုပြောပါပြောနိုင်လို့ရှိရင်ဆုတော်လက်တော်ချဟိုဆုရကျင်တော့ဆတ္တတိကလည်းနေတိုင်းကြည့်တယ်ခေါင်းကိုတေးချကြည့်တစ်နှစ်လည်းမဟုတ်တစ်နှစ်လည်းမဟုတ်နှစ်ပေါင်းများစွာနှစ်ထောင်ချီပြီးတော့ကြည့်လာဆံမင်းအဖြူတပင်မှမတွေ့သေးဘူးဟောနောက်တရက်ကြတော့ဆံမင်းနေဖီးလိမ့်ပြုပြင်ကနေပြီးတော့အဖြူကလေးတစ်ချောင်းသွားတွေ့အဖြူကလေးတစ်ချောင်းတွေ့တဲ့အခါဆုရတော့မှဆိုပြီးတော့ဝမ်းသာတယ်ပေါ့ရွှေမွေးညက်ကလေးနဲ့အဲ့ဒီအဖြူကလေးကိုဆွဲနှုတ်ပြီးတော့အရှင်မင်းတရားရဲ့ခေါင်းမှာဟောဒီမဲ့ဆံပြူပင်ကလေးတစ်ချောင်းရောက်နေပါပြီလက်ထက်ထက်ဘုန်းကြီးတို့တွေဆံပင်လေးတစ်ပင်ဖြူတာဘာဖြစ်ဘာမှဖြစ်ဆေးဆိုင်သွားပြီးဆေးတောင်ဆိုးလေတကောင်းလုံးဖြူလည်းကိစ္စမရှိဟုတ်လားအဲ့ဒီဘုရားလောင်းကြတော့တပင်လေးဖြူသွားတာနဲ့ပဲတကူလုံးကိုချွေးပြက်ပြက်ကြဟောငါအိုပါလားကိုချင်းတရားငါစီရောက်လာပြီလို့ဆိုလေအတွေးဘလောက်တန်ဖိုးရှိတဲ့အတွေးလဲအဲ့ဒီအတွေးဟာဘယင်းစည်းစိမ်အမတန်မှကြီးမားတဲ့မင်းစည်းစိမ်ကိုစွန့်ခွာနိုင်တဲ့စွန့်ခွာလောက်အောင်ဘယင်းစည်းစိမ်ကိုမစွန့်လွတ်နိုင်တဲ့တဏှာလောဘကိုဖယ်ရှားပြီးတော့စွန့်ခွာနိုင်လောက်အောင်တွန်းပို့လိုက်နိုင်တယ်ဘုရားလောင်းဟာတောထွက်သွားဘလောက်တန်ဖိုးရှိတဲ့အတွေးဆိုတာဒါမှတ်ထားဖို့ပေါ့နော်ဒါလေးတွေကိုတရားလို့မထင်ကြဘူးအများစုကအဲ့ဒါတရားအမတန်မှကြီးမားတဲ့တရားပဲနော်ဒီအတွေးလေးတွေးနေတာကိုလူတွေကတရားအထုတ်တယ်လို့တော့ထင်ကြမှထင်ဘူးပေါ့ပြင်းပြင်းကြီးခွေမျက်စိကြီးမိတ်ပြီးတော့ဘုဒ္ဓထိုင်းနေမှတရားလို့ဒီလိုထင်ကောင်းဖြစ်လိမ့်မယ်ပြင်းပြင်းခွေမျက်စိမိတ်ပြီးတွေးကြတွေးနေတော့မဖြစ်နိုင်ဘူးလားအေးတရားဆိုတာစိတ်ထဲမှာပေါ်လာပြီးတကယ့်ကိုအသိဉာဏ်ဓုတွေကိုရပြီးလောဘတွေကိုဖယ်ရှားနိုင်မှဒေါသတွေကိုဖယ်ရှားနိုင်မှမောဟတွေကိုဖယ်ရှားနိုင်မှသို့မဟုတ်မဖယ်ရှားနိုင်သေးရင်ပြောညံ့သွားအောင်လုပ်နိုင်မှတကယ်တရားခုနကအတွေးလေးဟာအကိုကြီးဖွားကြီးမြင်ရလို့ဩငါလည်းပဲအိုရအောင်ပါပဲကိုချင်းတော်ရှိသေးတယ်ဆိုတဲ့အတွေးလေးဟာဘဝကြီးပေါ်မှာတွေ့တာနေတယ်ကိုယ့်ရဲ့နုပြိုးနေတဲ့ဘဝလေးပေါ်မှာအထင်အမြင်မကြီးတော့ပဲနဲ့တွေ့တာမှုတွေကင်းမသွားပြီဘူးလားအေးအဲ့ဒီတွေ့တာမှုဆိုတဲ့ယုပ္ပနမဒကိုရှော့ချလိုက်နိုင်တယ်ဆိုတာနဲတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်နုပြိုမှုဆိုတဲ့ပုံမှာမန်ရစ်ပြီးတော့လူတွေကငါမအိုသေးဘူးဆိုပြီးတော့လှုပ်ချနာတွေလှုပ်တတ်ကြတယ်ပေါ့အကုသိုလ်တွေစက်တိုက်ဖြစ်လာတတ်တယ်ခုနကအတွေ့တွေးလိုက်တာနဲ့တကြိုင်နဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တွေကိုရှောင်တာ
မဝေရလေးခင်ကောင်းအောင်လုပ်မှာပဲဆိုတဲ့အတွေ့လေးတွေဝင်လာပြီးတော့ကောင်းတာတွေလုပ်ပြီးတယ်ဘယ်လောက်တန်ဖိုးရှိတဲ့အတွေ့လဲကိလေသာတွေကိုတစ်ကြိမ်နဲ့ရုပ်တရက်မပယ်နိုင်သေးတော့လဲဒီအတွေ့လေးကအမှန်တမ်းကောင်းတယ်နောက်တစ်ခုဆက်စဉ်းစားလိုက်အောင်ဆေးရုံတွေမှာနေပဲဆိုရင်လူမမာတွေမတွေ့ရပါဘူးလားတချို့အခြေအနေတွေအမှန်တမ်းဆိုးတယ်ဆိုတဲ့လူမမာတွေတညီညီတညူညူနဲ့သူများထူပေးမှထနိုင်တဲ့လူမမာအဲ့ဒါကိုမြင်လိုက်ရင်လည်းလူမမာကြီးပဲဘာယောဂပါလဲဒီလောက်ပဲစဉ်းစားတဲ့လူကများတယ်အဲ့ဒါကရိုးရအတွေ့တွေထူးခြားတဲ့အတွေ့လေးတွေးမိစေဖို့ကိုယ့်ကိုယ်လေ့ကျင့်ပေးတာဗျာတိဓမ္မောမိဗျာဒိအနတ္တိတောငါလည်းချမ်းသာတတ်တဲ့ယောဂရတတ်တဲ့သဘောရှိတယ်ငါလည်းယောဂရခြင်းဆိုရင်ဗျာတိမကျော်လွှားနိုင်သေးဘူးကျမ်းမာနေတော့ကုသိုလ်ကောင်းမှုများများလုပ်မှပဲဆိုတဲ့အတွေ့အမြတ်တန်မိုးရှိတဲ့အတွေ့တစ်ခုပဲလောကလူတွေကကျမ်းမာနေပြီဆိုလို့ရှိရင်ဘာမှကိစ္စမဆိုင်ပဲနဲ့မကောင်းတာတွေလုပ်မိတတ်တယ်တချို့ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့ကြွားကြွားဝါဝါတောင်ပြောတတ်သေးတယ်နော်လူကမလီကျမ်းမာလိုက်တာနာလည်းမစီးဘူးချောင်းလည်းမဆိုးဘူးရက်ဆန်းဆိုရက်တောင်မရက်ဘူးနဲ့ပြောလိုက်သေးတယ်သူကဆေးရုံဆေးကန်းတကားမှမသွားရဘူးဆိုပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုအထင်ကြီးကြီးပြီးတော့ညှောက်စားနေသေးတယ်မရှိဘူးလားအဲ့လိုမျိုးတကယ်တွေးရမှာကအဲ့ဒီအတွေးမဟုတ်ဘူးတကယ်တွေးရမှာငါခန္ဓာကိုယ်ကြီးကလည်းဖြားနာတတ်တဲ့သဘောယောဂဝေဒနာရတတ်တဲ့သဘောရှိတယ်အဲ့ဒီယောဂဝေဒနာရတဲ့သဘောကိုငါလည်းမကျော်လွှားနိုင်သေးဘူးဒီနေ့ကျတော့ကြုံရမှာပဲဆိုတဲ့အတွေးလေးနဲ့တန်ဝေကဉာဏ်ဖြစ်သွားလို့ကိလေသာတရားတွေကိုရော့ကျသွားအောင်လုပ်ရမယ်သိခြင်းတရားနာယိကိစ္စနဲ့ကြုံတဲ့အခါမှာလူတွေနေစဉ်နဲ့အမျှတွေ့ဆုံနေကြတာပဲသတင်းစာကောက်လှမ်းလိုက်လို့ရှိရင်တွေ့တာပဲအသက်မျိုးစုံအရွယ်မျိုးစုံသိကြကြကြသတင်းစာနာယိကောက်ဖတ်တဲ့လူကဘာလို့ဖတ်တော့ဆိုငါနဲ့အတိညာပါသွားလားကိုယ့်ကိုပါရင်တော့သိမှာမဟုတ်တော့ဘူးနော်လောကလူတွေကပြောကြကြတော့ဆိုသူသေးငါဖို့သူသေးပဲပြောကြတယ်နော်သေတာကိုသူများပဲထားတယ်ကိုယ်ပဲမထားသူသေးငါဖို့သူသေးတဲ့အဲ့ဒါလို့မတွေ့ရဘူးနာရေးကြောင့်ညာဖတ်လိုက်ပြီးတဲ့အခါကျတော့ဒီလိုသေခြင်းတရားဟာလည်းငါတဏ္ဍာမှာရှိနေတယ်ငါလည်းမရှောင်လွဲနိုင်ပါလားဆိုတဲ့အတွေ့ကိုတွေ့ရအဲ့ဒါမှမှန်ကန်တဲ့အတွေ့လို့ပြောတာအဲ့တော့တရားဆိုတာကိုယ်ပတ်ဝန်းကျင်မှာရှိမနေဘူးလားအမြဲတမ်းကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့တွေးတတ်ဖို့အဲ့ဒီတွေးတတ်မှုကိုမြတ်စွာဘုရားသွန်သင်တာရှိကောသမိမြေကမ်းမှာဘာဆန်းလဲမြေကျော်မှာတစ်တုံးကြီးမျောတာဘာထူအဲ့ဒီတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားယဟန်တွေကိုဆုံးပါတယ်တွေးကြလားဟေ့ဟိုမှာတစ်တုံးကြီးမျောနေမှန်တွေးပါတယ်ဗျာအဲ့ဒီတစ်တုံးကြီးဟာအခြေအနေကောင်းသွားလို့ရှိရင်ပင်လယ်ထဲရောက်သွားမှာတဲ့အခြေအနေမကောင်းဝင်နဲ့အနှောက်အယှက်ရှစ်မျိုးနဲ့ကျုံနေလို့ရှိရင်တော့ဒီတစ်တုံးကြီးကပင်လယ်ရောက်မှာမဟုတ်ဘူးလေအဲ့ဒီအနှောက်အယှက်ရှစ်မျိုးဆိုတာအဓိကကတော့ဘာလို့ဆိုရင်မြတ်စွာဘုရားကနံပါတ်8အနေနဲ့ဟောထားတာအန်တုံးပူတိတစ်တုံးကြီးကအဆွေးကြီးဆိုလို့ရှိရင်ကျွန်တော်ဝေးလံတဲ့ခရီးကြီးကိုရေထဲကနေမျောသွားတဲ့တစ်တုံးကဟိုကလှိုင်းပုတ်လိုက်ဒီကလှိုင်းပုတ်လိုက်ကြောက်ဆောင်နဲ့တွေ့ရင်ကြောက်ဆောင်နဲ့တိုက်လိုက်ဆိုတော့အစိတ်တိတ်မှဖြစ်ပြီးတစ်တုံးပကတိအကောင်းတိုင်းပင်လယ်ထဲရောက်နိုင်မှာမလားဆွေးနေတဲ့တစ်တုံးဆိုတာလှိုင်းပုတ်တာနဲ့တစားစီဖြစ်သွားမှာဆွေးနေတဲ့တစ်တုံးလိုပဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ခံစားပြီးတော့ချိန်အတွင်းကပုတ်ပြီးတော့ဆွေးနေတဲ့တစ်တုံးဆိုတာဘာကိုပြောတာလဲနိဗ္ဗာန်ရောက်ဖို့အတွက်တစ်တုံးဟာအကောင်းဝေရီဖြစ်နေဖို့ပင်လယ်ထဲစီးဝင်ဖို့အတွက်တစ်တုံးဟာအကောင်းဝေရီဖြစ်နေဖို့လိုအပ်တယ်လို့နိဗ္ဗာန်သွားဖို့အတွက်ဘုန်းကြီးတို့တွေမှာလည်းတစ်တုံးအဆွေးကြီးမဖြစ်ဖို့လိုအပ်တယ်တဲ့ကိုယ့်ဘာကိုကြည့်တစ်တုံးအဆွေးကြီးဟုတ်မဟုတ်တစ်တုံးဆွေးဆိုတာဘာပြောတာလဲဆိုကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်ဟာတစ်တုံးကြီးဆွေးနေတာနဲ့တူပဲအတွင်းမှာဘာအနှစ်မှမရှိဘူးအန္တောပုတိအတွင်းထဲမှာပုတ်နေတယ်ကတံဘုဇာတော့ရောက်သွားဆိုတာပြင်ဘက်ကအခွန်မာတယ်မဟုတ်လားအတွင်းထဲကြည့်လိုက်လို့ရှိရင်ပုတ်သွားအဲ့ဒါလိုပဲကိုချင်းတရားပြပြပြီးတော့ဖုံးဖိထားရတဲ့ကိုချင်းတရားရှိတယ်လောကလူတွေကဖုံးဖိပြီးတော့ဟန်ဆောင်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကဗာနဲ့ပြောတော့ဆိုရွှေရည်
ရွှေကြီးတုတ်ထားတဲ့မြေနှထောင်းနဲ့ရွှေကြီးတုတ်ထားတဲ့မြေနှထောင်းပြင်ဘက်ကနေကြည့်လိုက်တော့ဟာရွှေနှထောင်းလေးလိုပဲဝင်းဝင်းလဲလဲလဲသို့တော့အတွင်းကြည့်လိုက်လို့ရှိရင်မြေကြီးပဲဘာမှမရှိမြေနှထောင်းမတ္တိကာကုန္ဒလမြေနှထောင်းရွှေချထားတဲ့မြေနှထောင်းဟာဘာမှတန်ဖိုးမရှိအဲ့ဒါလိုပဲကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တယောက်ကအိုးပြင်ဘက်ကနေပြီးကြည့်လိုက်ရင်လူတော်စင်အသွင်ဆောင်းနေပေမဲ့လူတော်လူကောင်းအသွင်ဆောင်းနေပေမဲ့သူကတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်အတွင်းကပုတ်ဆွေးနေတဲ့တစ်တုံးလိုပဲနိဗ္ဗာန်တရားသူမရောက်နိုင်ဘူးတဲ့လမ်းနေမဲ့တစစီကွဲသွားမှာဟုတ်ကဲ့နံပါတ်1အရေးကြီးတာအဲ့ဒါတစ်တုံးတစ်ဆွေးမဖြစ်ဖို့မြတ်စွာဘုရားကဟောတယ်အဲ့ဒီတစ်တုံးကြီးကကြည့်အနှစ်သာရပြည့်နေတဲ့တစ်တုံးဆိုလို့ရှိရင်တော့ပင်လယ်ထဲထိရောက်မှာပဲတဲ့အနှစ်သာရမပြည့်ပဲနဲ့အတွင်းကပုတ်နေရင်တော့လမ်းမှာပဲနှိုင်းပုတ်ထားတဲ့တစစီဖြစ်ပြီးတော့သူပင်လယ်ရောက်မှာမဟုတ်ဘူးအဲ့တော့သင်္ချစ်သားတို့လည်းပဲအနှစ်အတွင်းပုတ်နေတဲ့တစ်တုံးတွေမဖြစ်စေနဲ့လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်ကဲအဲ့ဒီတစ်တုံးကြီးကကောင်းပါပြီတဲ့အနှစ်သာရတော့ပြည့်တယ်လူကလည်းကိုချင်းတရားတော့ကောင်းပါလေကိုချင်းတရားလေးကောင်းတဲ့နိဗ္ဗာန်ကိုဥတည်သွားနိုင်မလားလို့ဆိုတော့လမ်းမှာအခက်အခဲတွေအများကြီးရှိသေးတယ်အနှစ်သာရရှိတဲ့တစ်တုံးပဲဖြစ်နေကြစားလိုင်းပုတ်လို့ဟိုဘက်ကန်းကိုတင်သွားမယ်ဆိုရင်ရောရောက်ပါမလားအေးဒီဘက်ကန်းတင်သွားရင်ရောမရောက်နိုင်ဘူးတဲ့ဟိုဘက်ကန်းလည်းမတင်ပါမှဒီဘက်ကန်းလည်းမတင်ပါမှအေးတခါတရံဟိုဘက်ကန်းလည်းမတင်ပါဘူးဒီဘက်ကန်းလည်းမတင်ပါဘူးရေစိမ်ဝပြီးတော့တစ်တုံးကြီးကမပေါ်နိုင်တော့ဘူးရေထဲမြုပ်သွားတယ်တချို့တစ်တုံးတွေကလေးပြီးတော့ရေထဲမြုပ်သွားတာရှိတယ်နော်အဲ့ဒါလို့ရေထဲမြုပ်နေတဲ့တစ်တုံးကရောပင်လယ်ကမ်းထဲရောက်ပါမလားမရောက်နိုင်ဘူးမြုပ်သွားလို့ရှိရင်မရောက်နိုင်ဘူးဟိုဘက်လည်းမတင်မှဟိုဘက်ကမ်းလည်းမတင်မှဒီဘက်ကမ်းလည်းမတင်မှရေထဲလည်းမမြုပ်မှအေးရေထဲတော့မမြုပ်ဘူးသို့တော့အလယ်ကတောင်ထွန်းနေတော့တောင်တင်သွားရင်ရောအဲ့ဒီတစ်တုံးဟာပင်လယ်ထဲရောက်ပါမရောက်ဘူးကြည့်မရောက်နိုင်တဲ့အနေအထားတွေကိုမြတ်စွာဘုရားဟောတာနော်တစ်တုံးကြီးဟာကြည့်တောင်တင်သွားတယ်ဘလို့မှမရောက်တော့ရှေ့ဆက်မသွားတော့ခရီးရရပ်သွားပြီးတောင်တင်လိုက်တယ်အေးတောင်တော့မတင်ဘူးမျောတော့မျောနေတာပဲသို့တော့လူတွေကထင်းဆိုင်ဖို့ဆယ်ပြီးတော့အိမ်ယူသွားမယ်တခုခုအသုံးချဖို့တစ်တုံးကြီးကိုဆဲယူသွားမယ်ဆိုရင်ရောရောက်ပါမလားမရောက်ဘူးအေးလူကတော့မဆယ်ဘူးမမြင်ရတဲ့တတ်တွေဘာတွေကနေပြီးတော့ဒီတစ်တုံးကြီးကိုမယူသွားလို့ရှိရင်ရောမရောက်နိုင်ဘူးဟောနောက်တစ်ခုကလူကလည်းမဆယ်ဘူးနတ်ကလည်းမဆယ်ဘူးဘောလောနဲ့ရေထဲမှာမျောနေဒါပေမဲ့ဝဲနဲ့တွေ့တဲ့အခါဝဲကစုပ်ပြီးတော့နှိမ့်မြုပ်လိုက်ပဲဆိုရင်ဝဲလည်နေတဲ့တစ်တုံးဟာပင်လယ်ထဲရောက်ပါမလားမရောက်နိုင်ဘူးတဲ့ဟောမရောက်နိုင်တာတွေအများကြီးရှိတယ်ပေါ့ဝဲလည်နေရင်လည်းမရောက်ဘူးတဲ့အဲ့တော့ဒီအခြေအနေတွေအလုံးကျော်လွှားပြီးတော့လမ်းကြီးကအဟံတားတွေကိုအကုန်လုံးဖယ်ရှားပြစ်နိုင်တဲ့အခါမှသာဟောဒီတစ်တုံးကြီးဟာပင်လယ်ထဲကိုရောက်သွားနိုင်တယ်လို့ရဟန်းတွေကိုတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်နော်အေးဟောဒီတစ်တုံးကြီးဟာဟိုဘက်ကမော်လည်းမတင်ဘူးဒီဘက်ကလည်းမတင်ဘူးအလဲကောင်လည်းမြုပ်မသွားဘူးတောင်လည်းမတင်ဘူးလူတွေကလည်းမဆယ်လိုက်ဘူးနတ်ကလည်းမဆယ်လိုက်ဘူးဝဲကလည်းစုပ်မထားဘူးအတွင်းကလည်းမပုတ်ဘူးတစ်တုံးအကောင်းစားဆိုလို့ရှိရင်တော့တေချာပေါက်ပဲပင်လယ်ခရီးပေါက်ရောက်သွားမှာပဲဘာဖြစ်လို့လဲဆိုမြစ်တည်ရဲ့နောက်ဆုံးဌာနပင်လယ်ပဲကိုအေယဝတီမြစ်ကြီးအလုံးသိတဲ့အတိုင်းဘေခပလိခမြစ်ဆုံကနေပြီးတော့အေယဝတီမြစ်ကြီးစတင်ပြီးတော့စီးဆင်းလာတယ်ဟုတ်ကဲ့လားစတင်စီးဆင်းဘယ်ညောင်ရောက်သွားတော့ဆိုဘင်္ဂလားပင်လယ်အော်ထဲရောက်တာပဲအေယဝတီမြစ်ကလမ်းထဲမှာမြစ်ဆုံမြစ်မွာတွေရှိပြီးတော့နောက်ဆုံးရောက်သွားတာဒါကြောင့်မလို့မြစ်ဝကျွန်းပေါ်အေယဝတီတိုင်းလို့ခေါ်တာပေါ့ဒီမြစ်တွေကနေဆိုနောက်ဆုံးကျတော့ပင်လယ်ထဲရောက်သွားတာမဟုတ်လားအေးအဲ့ဒါကိုမြတ်စွာဘုရားကဥပမာထားပြီးတော့ယဟန်တွေကိုကမ္မထန်တီလန်ပေးနေတာဘာလို့ရမလဲနိဗ္ဗာန်ကိုဥတည်သွားဖို့ဘာလို့ရမလဲဆိုတာဟောတယ်အဲ့ဒါလို့ဟောလိုက်တဲ့အချိန်မှာယဟန်တော်တစ်ပါးကမြတ်စွာဘုရားဒီတစ်တုံးကြီးကိုတော့အဓိကပြောတာမဟုတ်တော့ဘူးမြတ်စွာဘုရားကဟောတယ်အေးသင်တို့တွေလည်းပဲဟောဒီတစ်တုံးကြီးလို့နိဗ္ဗာန်ကိုဥတည်သွားနေဖို့လိုအပ်တယ်
နိဗ္ဗာန်ကိုဥတည်နေဖို့လိုအပ်တယ်။ဘာဖြစ်လို့လဲဆိုရင်ငါဟောထားတဲ့တမ္မာဒိဋ္ဌိဆိုတာနိဗ္ဗာန်ကိုဥတည်ထားတာ။ဆိုတော့ယဟန်တော်တစ်ပါးကလျှောက်တယ်ရှင်ဗျာဟိုဘကန်းဆိုတာဘာပြောတာတော့ဒီဘကန်းဆိုတာကတော့ဘာပြောတာတော့နိဗ္ဗာန်သွားဖို့အတွက်အဟံတားတွေကအများကြီးရှိတယ်ကမ္မတင်ဖို့အရေးကြီးသေးတယ်ရေချောင်းခရီးနဲ့သွားနေလို့ရှိရင်ကမ္မောတက်ပြီလို့ရှိရင်ပြန်ဆင်းတော့မှမဟုတ်တော့ဘူးလေအဲ့တော့မြတ်စွာဘုရားကဒီဘကန်းဆိုတာတခြားမဟုတ်ဘူးတဲ့ကိုယ်တဏ္ဍာမှာရှိနေတဲ့မျက်စိနားနာလျှာကိုယ်စိတ်လို့ဆိုတဲ့ပြင်ပကဗဟိတအာယုန်တွေကိုရယူနိုင်တဲ့အတွင်းအစ္ဆတိကအာယတနာ6ပါးကိုခေါ်တာကဲဘုန်းကြီးတို့တွေမှာမျက်စိမရှိဘူးလားမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်စိတ်ဆိုတာရှိတယ်အဲ့ဒီပေါ်တင်သွားတယ်ဆိုတာလူတွေကကိုယ်မျက်စိလေးကိုငါမျက်စိဣတံမမငါမျက်စိဧသောဟမသမိမျက်စိဟာငါပဲဧသောမိအတ္တငါရဲ့ငါလိုချင်တဲ့အတိုင်းရတဲ့အရာလေးပဲငါရဲ့အတ္တပဲလို့ဆိုတဲ့မမှန်ကန်တဲ့အတွေးတွေနဲ့မျက်စိပေါ်မှာဆင်ញင်သုံးသပ်နေမယ်ဆိုလို့ရှိရင်ဒါကန်းတင်သွားပြီဟုတ်ကဲ့လားအဲ့ဒီအတွေးဝင်လိုက်တာတဲ့တပြိုင်တည်းဒီဘက်ကန်းတင်သွားတာတင်သွားပြီးနိဗ္ဗာန်သွားဖို့ရမရဘူးနိဗ္ဗာန်လမ်းကြောင်းပေါ်ကနေဘေးရောက်သွားပြီနားကလေးကိုငါနားလို့နှာခေါင်းလေးကိုငါနှာခေါင်းလျှာလေးကိုငါလျှာခန္ဓာကိုယ်ငါခန္ဓာကိုယ်အဲ့ဒီအတွေးအမြင်တွေနဲ့တွေ့တာနေမယ်ဆိုလို့ရှိရင်ဒီဘက်ကမ်းပေါ်မှာတင်သွားတာပဲတဲ့ဒါနိဗ္ဗာန်သွားဖို့မရှိတော့ဘူးဒီဘက်မှာတင်းနေပြီဟုတ်ကဲ့လားမျက်စိနာနာလျှာကိုယ်ဆိုတဲ့လျှာကိုယ်စိတ်ဆိုတဲ့အာယုန်တွေကိုရယူတတ်တဲ့ sense organ တွေပေါ့အဲ့ဒီ organ တွေပေါ်မှာဆွဲလန်းသွားပြီဆိုတဲ့ဆွဲလန်းသွားတာဟာတင်သွားတာပဲပေါ့မျက်စိပေါ်မှာတွေ့တာတယ်နားပေါ်မှာတွေ့တာတယ်နှာခေါင်းပေါ်မှာတွေ့တာတယ်လူတွေခြုံပြောရင်ဒါမျက်စိတွေ့တာပဲပေါ့မျက်စိတွေ့တာလို့မှတချို့ဆိုလို့ရှိရင်အမြင်မွေးတဲ့မျက်စိကအညိုရောင်လေးအနက်ရောင်လေးဆိုလို့ရှိရင်ဘာအယောင်ဆိုးကြသေးလဲမဆိုးဘူးလားဆိုးတယ်အဲ့ဒါလို့မလှလှအောင်မကောင်းကောင်းအောင်မသားရကွယ်ဖြစ်အောင်ဆိုပြီးတော့ပြုပြင်ပြီးတော့မနေကြဘူးလားအဲ့ဒါကမ်းပေါ်မှာတင်းနေတာဟုတ်ကဲ့လားအဲ့ဒါကိုကမ်းတင်တာကိုတင်မှမသိဘူးဖြစ်ကိုဟာတို့ကကမ်းပေါ်ရောက်နိဗ္ဗာန်သွားရပါလို့ဤလိုဆူတောင်းမိပဲလို့ကမ်းပေါ်မှာရောက်နေကိုကလမ်းကြောင်းပေါ်ကအောက်ရောက်နေတယ်ဟုတ်ကဲ့လားကဲတစ်ဘက်ကကိုကြည့်လိုက်အောင်မျက်စိကမြင်တဲ့အဆင်းအာရုံပေါ်မှာသွားပြီးတော့လှလိုက်တာလို့တွေးတယ်လှလိုက်တာလို့တွေးတာနဲ့လိုချင်လိုက်တာလို့ပြောတာနဲ့လောဘလာပြီမလိုချင်ဘူးလို့ပြောလိုက်တာနဲ့မုန်းစရာကောင်းတယ်လို့ပြောလိုက်တာနဲ့ဒေါသကလာပြီမလာဘူးလားမျက်စိကမြင်ရတဲ့အာယုံနားကကြားရတဲ့အသံတော့ကလူတွေနေ့စဉ်နဲ့ပြောနေတာမြင်ထားတဲ့အာယုံအကြောင်းပြောတယ်နားကကြားတဲ့အသံကိုပြောတယ်နှာခေါင်းကအနံ့အကြောင်းပြောတယ်အာယုံအကြောင်းတွေပြောနေတာအဲ့ဒီပေါ်မှာမမောနေကြဟုတ်ကဲ့လားမြင်စရာအာယုံကကိုယ့်အိမ်ထဲမှာနေတိုင်းမြင်နေရိုးတော့အပြင်ထွက်ချီဟုတ်ကဲ့လားအပြင်ထွက်ချီတယ်အတန်ကလည်းကိုယ့်အိမ်ကကြားနေကြအတန်တွေရိုးတဲ့အခါကျတော့အဲ့ဒါအသိကလေးများတွေ့လို့ရှိရင်အဲ့ဒါလေးလက်ချက်လေးနဲ့ထည့်ပြီးတော့မရှာဘူးလားရှာတယ်ဒါကြောင့်မလို့ဆိုင်နေရောင်းကောင်းတာ MP3 တို့ MP4 တို့တချင်းတန်လေးနဲ့တငိမ့်ငိမ့်တချို့များလက်ချက်ကလေးနားနဲ့တတ်ထားပြီးတော့တယောက်တည်းခုံနေတာရှိသေးတယ်ဘေးကနေကြည့်ဘာဖြစ်နေတာတော့ဒီလူငရင်များလှုပ်နေတာလားရင်းထိုးနေတာလည်းရှိတယ်အတန်ကစီးချက်ပေးနေတော့သူ့ကိုယ်သူလည်းတခါလဲအဲ့စီးချက်နောက်လိုက်ပြီးတော့ရင်းထိုးနေအဲ့ဒါကန်းတင်နေတာပဲမတင်ဘူးလားအဲ့ဒါကိုဟိုဘက်ကန်းလို့ခေါ်တယ်မျက်စိကဒီဘက်ကန်းဆိုရင်မျက်စိကမြင်ရတဲ့အာယုံဟိုဘက်ကန်းမဟုတ်ဘူးလားနားကဒီဘက်ကန်းဆိုရင်နားကကြားရတဲ့အတန်လေးကဟိုဘက်ကန်းအဲ့တော့ဟိုဘက်ကန်းတင်လိုက်ဒီဘက်ကန်းတင်လိုက်ဘယ်ရောက်တော့မှာတော့နိဗ္ဗာန်ရောက်ဖို့ရအတွက်ဟိုဘက်ကန်းနဲ့ညှိလိုက်ဒီဘက်ကန်းနဲ့ညှိလိုက်နှာခေါင်းကလည်းမွေးကြိုင်တဲ့အနံလေးဆိုကြိုက်တယ်လေဒါမို့ရေမွေးအမျိုးမျိုးထွက်တိုင်းဝယ်တယ်ပေါင်တာလည်းထွက်တိုင်းဒီကနေ့ခေတ်တစ်သေးဖြစ်နေကြတယ်ကြည့်ဘာတနခါတို့ညာတနခါတို့
ဘာပေါင်းတာတို့ညာပေါင်းတာတို့အဲ့ဒါကန်းတင်နေတာဒီပဲကောင်ကန်းတင်တဲ့လူနည်းသလားများသလားများတယ်ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောခုမှပစ္စယောပဲရှိသေးတယ်နော်လူကကမ်းပေါ်ရောက်နေတယ်ရှာကရောကမ်းမတင်ဘူးလားဆိုတော့ဩရှာကအရသာဆိုတဲ့ခုဘက်ကမ်းပေါ်မှာလဲသွားတင်းနေပြန်တယ်အိမ်ကသမင်းစားမကောင်းလို့စားတော့ဆိုင်သွားစားဗမာသမင်းရိုးလို့တဲ့ကိုရီးယားအစားစားထိုင်းအစားစားအသားခင်လေးဆိုသွားစားကြပြန်ရောလက်ဆိုင်ကကောင်းတယ်ဆိုသတင်းတောင်ပေးလိုက်သေးတယ်အဲ့ဒါကမ်းတင်လိုက်ပုံကတော့နော်အဲ့တော့ဟိုဘက်ကမ်းနဲ့တင်မသွားဘူးလားဒါချုံငုံကြည့်ဒီကဘာလုံးကိုပြောတာနော်လူသားတွေရဲ့အနေထားကြည့်ဟိုဘက်ကမ်းတင်လိုက်ဒီဘက်ကမ်းတင်လိုက်တယ်ဘယ်လိုလုပ်ပြီးတော့ရှေ့ခရီးဆက်လို့ရမှာတော့အထီးတွေဆိုလို့ရှိရင်လည်းကြည့်လေအထီးတွေနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲအမျိုးမျိုးအဝတ်ကစားပြီးတော့လူညံတဲ့အဝတ်ကလေးတွေကောင်းတာလေးတွေအိယခင်အိယကရင်ကစားပြီးတော့ကောင်းတာလေးနဲ့ဒါလည်းကန်းတင်သွားတာပဲပေါ့စိတ်ခံမှုလောက်တာမှသမျှအကုန်ကန်းတင်တာကြီးပဲဟုတ်ကဲ့ဩစိတ်ကတိပြာတွေတော့ဖယ်လိုက်အောင်စိတ်ထဲကနေပြီးတော့အတွေးလှလှလေးတွေတွေးနေရလို့ရှင်လေသူကခြေတက်နေသေးတယ်အဲ့ဒါလည်းဟိုဘက်ကန်းတင်တာပဲကဲအချုံးပုံပြောလိုက်မယ်ဆိုရင်ဒီဘက်ကန်းဆိုတာအစ္ဆတိကာယရဏ6ပါးအစ္ဆတိကာယရဏ6ပါးလို့ပြောလိုက်လို့ရှိရင်စာတဲ့ဟာသွားတတိပြရမယ်အစ္ဆတိကာယရဏ6ပါးလို့ပြောလိုက်ကြတဲ့ငါမျက်စိငါနားငါနှာခေါင်းဟုတ်လားမျက်စိနားနာလျာကိုယ်စိတ်ဆိုတာကိုပြောတာလို့မှတ်တာဩဟိုကန်းနဲ့အလားတရတူတဲ့ဘာဟိရာယရဏ6ပါးမြင်စရာအာယုံကြားစရာအသံနမ်းရှုစရာအနတ်လျက်စရာအရသာထိတွေ့စရာအထိအတွေ့နဲ့စိတ်ကူးကြံစည်စရာအာယုံတွေအဲ့တော့ဟိုဘက်ကန်းရောက်လိုက်ဒီဘက်ကန်းရောက်လိုက်ဟိုဘက်ကန်းတက်လိုက်ဒီဘက်ကန်းတက်လိုက်လဲဆိုနိဗ္ဗာန်ခရီးရဲ့တွေ့မှမှာဒီဘက်ကန်းတင်းနေတာနဲ့ပြီးတော့ပြန်ရောတဘွားဟိုဘက်ကန်းတင်းနေတာနဲ့ပြီးတော့ပြန်ရောတဘွားအဲ့ဒါလိုဘဝပေါင်းတွေမြောင်များစွာနဲ့နေတဲ့လူတွေဘယ်လိုလုပ်ပြီးနိဗ္ဗာန်ရောက်နိုင်မလဲတဲ့အဲ့ဒီဟိုဘက်ကန်းလည်းမကတ်နဲ့ဒီဘက်ကန်းလည်းမတင်စေနဲ့ဆိုတာအစ္ဆတိကာယရဏ6ပါးမျက်စိနာနာလျာကိုယ်ပေါ်မှာလည်းပဲဆွဲလန်းမှုမပြုနဲ့အစင်းအတန်အနတ်အရသာအထီးအတွေ့ပေါ်မှာလည်းပဲမဲ့မဲ့မောမောနဲ့မတွေ့တာနဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဟိုဘက်ကန်းလည်းမကတ်ဘူးဒီဘက်ကန်းလည်းမကတ်ဘူးရှေ့ဆက်သွားဖို့ရမဖြစ်ပေဘူးလားအေးသို့တော့အလဲကောင်းနေတယ်ဆိုုံနဲ့လည်းပဲစိတ်မချနဲ့အောင်လူတွေမှာဘာဖြစ်လဲဆိုနန္ဒီရာဂတဲ့နစ်သွားနိုင်သေးတယ်တဲ့ဟောဒီရေထဲမှာနစ်သွားနိုင်သေးတယ်ဟိုဘက်ကန်းတော့မတင်ပါဘူးဒီဘက်ကန်းတော့မတင်ဘူးသို့တော့ရေထဲမြုပ်သွားရေထဲမြုပ်တယ်ဆိုတာမိသားစုတွေကခေါင်းကိုမပေါ်နိုင်ဘူးတန်ရောစင်တွေကြီးလို့မရှိဘူးလားဘယ်မှမသွားနိုင်ဘူးကြီးစိတ်မချလို့သာသမီစိတ်မချလို့ဘယ်မှမသွားနိုင်မြုပ်မနေဘူးလားဒီဘက်ကန်းထဲမှာဒီရေလေကောင်မှာလည်းမြုပ်သွားသေးတာပဲအတ္တမိနန္ဒီရာဂတဲ့နှစ်သက်စရာအာယုန်နဲ့တွေ့ရင်နှစ်သက်လိုက်တယ်တွေ့တာစရာရှိတယ်တွေ့တာလိုက်တယ်ဆိုရင်ဒါမြုပ်သွားပြီအေးမြုပ်လည်းမမြုပ်ဘူးဟိုဘက်ကန်းလည်းမရောက်ဘူးဒီဘက်ကန်းလည်းမရောက်ဘူးမြုပ်မှုကလည်းသိမဖြစ်ချဘူးဆိုဘာလာပြန်နှုံးဆိုလို့ရှိရင်မြစ်လေကောင်မှာတောင်ထွန်းနေတယ်လို့လူတွေမှာခုနကတန်ရောစင်တွေစွန့်လိုက်နိုင်တော့လဲဘာလာပြန်နှုံးဆိုအတ္တမိမာနငါဆိုတဲ့မာနလေးကကျန်တယ်တရားကြောင်းသွားရင်လည်းအဲ့ဒါလေးကပါလာငါညံစင်နာပြီးပြီသူတို့ကမနာဘူးငါတရားကိုဘယ်နှချိန်ဝင်ပြီသူတို့တခါမှမဝင်ဘူးငါတရားပေါက်ပြီးတာဒီသူတွေတခါမှမပေါက်ဘူးတရားနဲ့ဝေးနေတယ်မလာဘူးလားအဲ့ဒါမျိုးအတ္တမိမာနတဲ့အဲ့ဒီမာနမျိုးမပြောနဲ့ရှင်သာရိပုတ္တရှင်အနုရုဒ္ဓမထေရထားတဲ့မာနတောင်မှပဲယန္တာဖြစ်ဖို့အဟံတာကြီးဖြစ်သွားငါစัจ java လာတစ်ထောင်ကိုဒိဗ္ဗစကုနဲ့ကြီးနိုင်တယ်လို့ကြီးနိုင်လို့သူကြီးနိုင်တယ်ဆိုတဲ့အတွေးတွေးတာလေအဲ့ဒီအတွေးလေးကြောင့်မို့လို့သူကယန္တာမဖြစ်ဘူးရှင်သာရိပုတ္တရာကထောက်ပြတယ်အဲ့ဒီအတွေးမတွေးနဲ့တဲ့ဒါမာနအတွေးတဲ့အဲ့ဒါလေးဖယ်လိုက်မှသူယန္တာဖြစ်တာတော့ဖြစ်ဘူးဘယ်တော့တမာရီကောင်းနေလဲဒိဗ္ဗစကုဝိညာဉ်ရထားတဲ့ပုဂ္ဂိုလ်ဇန်နေကုံရထားတဲ့ပုဂ္ဂိုလ်သို့တော့ဒါလေးခံနေအဲ့ဒါဘာလို့ဆိုတောင်းတင်းနေတာခေါ်ရှေ့ဆက်လို့မရဘူးသင်္ဘောတွေတောင်းတင်သွားရင်ရှေ့မောင်းလို့ရပါမလားမရဘူးရှေ့တိုးမရတော့ဘူး
အဲ့တော့အဲ့ဒီမာနကလည်းပဲအမတန်တတိထားရတယ်အဲ့ဒါလည်းဖြုတ်ဖို့လိုတယ်အဲ့ဒါဖြုတ်လိုက်ပါပြီပတ်ဝန်းကျင်နဲ့လိုက်လိုက်လျောင်းရောနေတယ်ဘုန်းကြီးရဟန်းတွေဆိုလို့ချင်းတရားဓမ္မတွေနဲ့တန်ရောစဉ်ဖြစ်ပြီလူတန်ရောစဉ်တော့ခွာခဲ့တယ်မိသားစုတန်ရောစဉ်မရှိဘူးအိမ်တော်မရှိသည့်အတွက်ကြောင့်အိမ်တော်တန်ရောစဉ်မရှိဘူးဒါပေမဲ့ကိုယ်ွယ်တဲ့တရားဓမ္မတွေပေါ်မှာတန်ရောစဉ်ဖြစ်နေပြီဆိုရင်ဒါလူဆယ်ခံလိုက်ရပြန်ပြီအဲ့ဒါဟောလူဝတ်ကြောင့်နေနဲ့ပြောမယ်ဆိုလို့ချင်းကမ္မဋ္ဌာန်းကျောင်းတော့သွားတယ်အိမ်စိတ်မချလို့တဲ့မိစိတ်မချသေးလို့ပြန်လာခဲ့တယ်ဟုတ်ကဲ့လားသာသမီတွေစိတ်မချသေးလို့ပြန်လာခဲ့တယ်မခွာနိုင်သေးဘူးဖြစ်နေတယ်အဲ့ဒါမျိုးဟာတောင်းတင်တာပဲတဲ့ရှစ်ဆက်သွားလို့ရပါမလားမရဘူးရှစ်တိုးလို့မရဘူးတောင်းတင်သွားပြီလေတတုံးကြီးတောင်းတင်တယ်လို့ပဲကိုကတောင်းတင်နေတောင်းဆိုတာဘာပြောတာတော့ဆိုခုပြောခဲ့တယ်နော်အတ္တမိမာနတောင်းတင်တာတဲ့မာနရှိနေတောင်းတင်လာတရားတို့တရားများရလို့ကိုယ့်ကိုအထင်လေးရှိလာရင်တောင်းတင်တာခြေထဲမြုပ်သွားတာကအတွေ့အတာမှုကခုနမြုပ်သွားတွေ့တာမှုတွေကိုဆွန့်လွတ်နိုင်လို့ကိုယ့်ကိုအထင်ရောက်လာပြန်လို့ရှိရင်လည်းတစ်ခါတောင်းတင်ပြန်တယ်မစိတ်မချလို့ဆိုတဲ့အခါကျတော့လူဆယ်ခံရပြန်လူဆယ်မခံရဘူးလားအဲ့ဒါခံရတယ်နော်လူဆယ်တာတော့မခံရပါဘူးဘယ်သူဘောမှတာရစေမထားဆွေတွေမျိုးတွေနဲ့လည်းသင်္ကန်းပြနေလိုက်တယ်သို့တော်လည်းစိတ်ထဲမှာဒီဘဝမှာနိဗ္ဗာန်မရသေးဟောဒီအကျင့်ကလေးကြောင့်နတ်ပြည်ရောက်ပါရစေနတ်မင်းကြီးဖြစ်ပါရစေဒီလိုအတွေးလေးတွေဝင်လာပြီးတော့ကိုကျင့်ထားတဲ့အကျင့်ကလေးတွေနဲ့နတ်ပြည်နဲ့အလဲလဲလှုပ်ချင်လာနိဗ္ဗာန်ဆိုတာဘယ်မှမသိသေးဘူးနိဗ္ဗာန်သွားဖို့စောပါသေးတယ်နတ်ပြည်ကလက်စည်းတိမ်လေးခါလိုက်မှပဲလို့အတွေးလေးဝင်လာပြီးငါကျင့်ထားတဲ့အကျင့်လေးနဲ့လေနတ်ပြည်သွားကျင်ပါတယ်ဆိုတဲ့အတွေးလေးဝင်လာလို့ရှိရင်ဒါနတ်ဆယ်ခံလိုက်ရပြန်နိဗ္ဗာန်မရောက်နိုင်ပြန်ဘူးအဲ့ဒီပုဂ္ဂိုလ်ကဟုတ်ကဲ့လားအဲ့ဒါဟာနတ်ရဲ့အဆယ်ခံရတာလို့ကဲကောင်းပြီလူလည်းမဆယ်ဘူးနတ်လည်းမဆယ်ဘူးသို့တော်လည်းကာမဂုဏ်အာယုန်တွေကနေခွဲမထွက်နိုင်ဘူးကာမဂုဏ်ဆိုတာကာမဆိုတာနှစ်သက်စရာအာယုန်ကိုကာမလို့ခေါ်တယ်အဲ့ဒီနှစ်သက်စရာအာယုန်များဟာလူရဲ့စိတ်ကိုနှောင့်ယှက်ထားတတ်သောကြောင့်ဂုဏဂုံလို့ပြောတယ်ဂုံချက်တွေရှိတဲ့ဂုံမဟုတ်ဘူးကာမဂုဏကာမဆိုတဲ့အနှောင်ဖွဲ့လို့ဒီလိုဆိုလိုတယ်တတုံးတုံးဟာဝဲတယ်နေတယ်ဆိုလို့ရှိရင်ထိုတတုံးဟာဝဲဆုတ်ခံရရပြီဆိုလို့ရှိရင်ဒီတတုံးဟာရှေ့ရွေးလို့ရပါမယ်ဒီနားမှာပဲဝဲလေတော့ကလူတွေလည်းကာမဂုဏ်အာယုန်တွေကိုမဖယ်ဖြတ်နိုင်တဲ့အတွက်ကြောင့်ဝဲလေနေဝဲလေတယ်ဆိုတာကြည့်လေခုနတုန်းကလည်းမှာသူကဝဲလေပုံကလူကညီးတာညီးပြီးတော့ဝိတ်နေတယ်ဆိုတော့ဒီနားလည်းပဲဝိတ်နေတာမသွားနိုင်ဘူးအဝေးကိုမသွားနိုင်ဝေးကိုမသွားနိုင်ဒီအာယုံလေးတွေမှာလက်ပတ်ပြီးတော့ပြောခြင်းနေတာကာမဂုဏ်အာယုံတွေထဲမှာအဲ့ဒါဝဲလေနေတာလို့ခေါ်တယ်အဲ့ဒီလိုဝဲလေတာကနေမထွက်နိုင်ဘူးဆိုလို့ရှိရင်ဒီတတုံးကြီးဟာဘယ်တော့မှပင်တယ်တွေကိုမရောက်ဘူးကာမဂုဏ်အာယုံဆိုတဲ့ဝဲတွေကမထွက်နိုင်တဲ့လူတွေဟာလည်းဘယ်တော့မှနိဗ္ဗာန်ကိုမရောက်နိုင်ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့အားလုံးခြုံပြီးတော့ကြည့်လိုက်ရင်မြတ်စွာဘုရားကဓာတုခန္ဓောပမတုတ်တံဆိုတာကောသမိပြည်နာကခင်းကမြေကမ်းမှာခင်းကမြေထဲမှာတတုံးကြီးမျောနေတာကိုကြည့်ပြီးတော့ဒီတရားကိုဟောလိုက်တာမြင်ကြလားဟေးဟိုနောက်မှာတတုံးကြီးမျောနေတာအဲ့ဒီတတုံးကြီးဟာဟိုဘက်ကမ်းလည်းမတင်ဘူးဒီဘက်ကမ်းလည်းမတင်ဘူးရေထဲနဲ့မြုပ်မသွားဘူးတောင်လည်းမတင်ဘူးလူတွေကလည်းဆယ်မသွားဘူးနတ်ကလည်းမဆယ်ဘူးဝဲကလည်းမဆုပ်ဘူးတတုံးကြီးကလည်းပဲအခြေအနေကောင်းတယ်အနှစ်သာရအနှစ်ရှိနဲ့မာတဲ့တတုံးကြီးဆိုရင်ဘယ်ရောက်မလဲဘယ်နဲ့ရောက်မှာမင်းတို့တွေလည်းနိဗ္ဗာန်ကိုအရောက်သွားကြအရောက်သွားတဲ့အခါမှာဟိုဘက်ကလည်းမတင်စေနဲ့နော်ဒီဘက်ကလည်းမတင်စေနဲ့ရေထဲလည်းပြုတ်မသွားစေနဲ့လမ်းမှာလည်းပဲပြုတ်မသွားစေနဲ့တောင်လည်းမတင်စေနဲ့လူဆယ်တာလည်းမခံရစေနဲ့နတ်ဆယ်တာလည်းမခံရစေနဲ့ဝဲဆုပ်သွားတာကိုလည်းမခံရစေနဲ့လို့အတွင်းပုတ်တဲ့စစ်သားမျိုးလည်းမဖြစ်စေကြနဲ့လို့မြတ်စွာဘုရားကဒီတတုံးကြီးကိုကြည့်ပြီးတော့ယဟန်တွေကိုနိဗ္ဗာန်သွားဖို့ဥတည်ပြီးတော့နေဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုတာကိုကမ္ဘာတန်းပေးတာပဲဟုတ်ကဲ့လားဒါကမ္ဘာတန်းပေးတာလားဘာနဲ့ကမ္ဘာတန်းရှုရမှာတော့ဆိုရင်ကြည့်လေ
ရှုရမှာတော့တမ္မာဒိဋ္ဌိနဲ့ပဲသွားမှာပဲမှန်ကန်တဲ့အမြင်တစ်ခုနဲ့ပဲသွားတာပဲလေမဂ္ဂင်၈ပါးနဲ့မှန်ကန်တဲ့အတွေ့တွေကိုတွေးလိုက်ပြီးမှန်ကန်တဲ့အမြင်ဆိုတဲ့တမ္မာဒိဋ္ဌိကိုရမှန်မှန်ကန်ကန်ကျိုးပန်းအားထုတ်ဖို့ဆိုတဲ့တမ္မာဝါယာမအဲ့တော့မှန်မှန်ကန်ကန်အမှတ်ရခြင်းဆိုတဲ့တမ္မာတတိမှန်မှန်ကန်ကန်စိတ်တည်ငြိမ်ခြင်းဆိုတဲ့တမ္မာသမာဓိဆိုခြင်းသီလလို့ဆိုတဲ့အခြေအနေကောင်းအဲ့ဒါတွေပေါင်းစပ်လိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးပဲမဂ္ဂင်၈ပါးနဲ့အလုံးလို့ရှိရင်ဟောဒီတတုံးကြီးဟာရှောရှူရှူပင်လယ်ထဲရောက်သွားတယ်လို့ပဲတင်တို့တွေကလည်းနိဗ္ဗာန်ကြီးကိုဥတည်လျက်သွားနေမှာချိန်ကြရင်နိဗ္ဗာန်ဝင်သွားမှာပဲလို့ဒီလိုဟောတာနော်အဲ့ဒီလိုယဟန်တွေကိုထိုင်ပြီးတော့မြတ်စွာဘုရားကဒီကမြေကြီးကိုလက်ညှိုးထိုးပြီးတော့တတုံးကြီးကိုပြပြီးတော့ဟောနေတဲ့အချိန်မှာနန္ဒဆိုတဲ့နွားကြောင့်သားတယောက်ကအဲ့ဒီနားမှာမယောင်မလည်နဲ့ရောက်လာဘုရားဟောတာနားထောင်တတုံးကြီးအကြောင်းပြောနေတာနားထောင်ကောင်းကောင်းလေးနားထောင်ပြီးတော့မှတ်တယ်မြတ်စွာဘုရားကတရားလည်းပဲအဆုံးသတ်လိုက်ရောနန္ဒဆိုတဲ့နွားကြောင့်သားနွားအုပ်ကြီးနဲ့သူ့မလန့်မကမ်းမှာဘုရားရှိရောက်ပြီးတော့ဒူးထောက်ပြီးတော့အရှင်တရားတဲ့တပည့်တော်ဟိုဘက်ကမ်းလည်းမကပ်ပါဘူးဘုရားတဲ့မတင်စေရပါဘူးဒီဘက်ကမ်းလည်းတပည့်တော်မတင်စေရပါဘူးဘုရားရေလေကောင်လည်းမမြုပ်စေရပါဘူးတဲ့ပြီးတော့တပည့်တော်တောင်းလည်းမတင်စေရပါဘူးလူဆယ်လည်းတပည့်တော်မခံပါဘူးနတ်ဆယ်တာလည်းမခံပါဘူးဝဲလည်းအစုပ်မခံရဘူးတပည့်တော်လည်းအတွင်းပုတ်ဆွေးနေတဲ့ကိုချင်းတီလာပြပြတဲ့ပုဂ္ဂိုလ်လည်းမဖြစ်စေရပါဘူးတပည့်တော်ယဟန်ဘဝကိုကုပ္ပယစီမှာခွင့်ပြုပါယဟန်ပြုချင်ပါလည်းလျှောက်နော်တရားနာပိဋကတရားယဟန်နေတော့ဘာဖြစ်သွားတယ်တော့ပြောတတ်ဘူးအဲနွားချောင်းသားတယောက်ကတော့တရားသူရတော့ဟုတ်ကဲ့တရားကိုလျှောက်တော့မြတ်စွာဘုရားဘာပြောလဲဆိုမင်းနွားတွေပိုင်ရှင်ကိုသွားအပ်လိုက်အောင်တဲ့သူကအခါသားနွားချောင်းသားကိုအဲ့တော့သူကဘာပြောလို့ဆိုအဲ့ဒီသွားအာရမကိုသူတာဝန်ကြီးတစ်ခုဖြစ်နေတယ်အချိန်မဖြုံးနိုင်တော့ဘုရားကိုလို့လျှောက်တော့ဆိုအရှင်ဘုရားတဲ့နွားဦးကြီးကအချိန်တန်တော့အိမ်ပြန်ညမှာပါတဲ့ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့ကိုတာဝန်ရှိတယ်သွားအောင်အတိမသင်္ကန်းကိုပြင်မယ်လို့ဆိုတော့သူကြပြရနွားဦးကြီးကိုမောင်းပြီးတော့ပိုင်ရှင်ကိုနွားတွေအခြေတက်ပြီးတော့အပ်ထားခဲ့အပ်ထားပြီးဘုရားစီပြန်လာပြီးတော့သာသနာပေါင်းတစ်ခါတည်းဝင်သွားတာဒီပိဋကတဲ့သင်္ကန်းလာဝင်မဲ့လူများရှိမလားတော့မသိအဲ့ဒီနန္ဒဆိုတဲ့နွားကြောင့်သားကတစ်ခါတည်းပဲသာသနာပေါင်းဝင်ပြီးတော့ဟောဒီမြတ်စွာဘုရားဟောထားတဲ့တတုံးကြီးဥပမာလိုပဲဟိုဘက်ကမတင်အောင်သူကြိုးစားတယ်။ဘာနဲ့ကြိုးစားတော့မဂ္ဂင်၈ပါးဒီဘက်ကမတင်အောင်ကြိုးစားတယ်နော်အလယ်မှာမြုပ်မသွားအောင်ကြိုးစားတယ်။တောင်းမတင်အောင်ကြိုးစားတယ်လူဆယ်မခံရအောင်နတ်ဆယ်မခံရအောင်ဝဲဆုပ်မခံရအောင်ကြိုးစားကိုချင်းတီလာနဲ့ပြေးအောင်အတွင်းပုတ်မဖြစ်အောင်ကြိုးစားလိုက်တာမကြခင်မဲ့သူယဟန္တာဖြစ်သွားပါတယ်တဲ့ဟောဒီတရားနာပြီးတော့ယဟန္တာဖြစ်သွားတာပါဒါဟာဒါရုခန္ဓောပမတုတ်ဒါရုခန္ဓောပမတုတ်ကိုဆရာတော်တွေခေါ်ထားတာတွေလည်းရှိပါလိမ့်မယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဒါရုခန္ဓောပမတုတ်အနှစ်ချုပ်ဘုန်းကြီးတို့တွေကနိဗ္ဗာန်သို့ဥတည်သွားနေသူဆိုတဲ့ခေါင်းစဉ်တစ်မျိုးနဲ့ခေါ်ကြတာဖြစ်ပါတယ် apply လုပ်တဲ့နည်းနဲ့ခေါ်ကြထားတာဖြစ်ပါတယ်မိမိခန္ဓာကိုယ်မှာဒီတိုင်းလိုက်တာจิตသုံးခြင်းဖြင့်နိဗ္ဗာန်ကိုတို့တွေဟာဥတည်သွားနေတာဥတည်သွားနေဖို့ရာအတွက်ဟိုဘက်ကမတင်အောင်ဒီဘက်ကလည်းမတင်အောင်အလယ်လည်းပြုတ်မသွားအောင်တောင်းလည်းမတင်အောင်လူဆယ်တာလည်းမခံရအောင်နတ်ဆယ်တာလည်းမခံရအောင်ဝဲဆုပ်တာလည်းမခံရအောင်အတွင်းပုတ်နေတဲ့ကိုကျင်တရားပြည့်ပြားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရအောင်တတိထားပြီးတော့ကြိုးစားအားထုတ်ကြမယ်လို့ကိုစီဒိဋ္ဌံပြီးစိတ်ကြံကြိုးကုပ်အားထုတ်နိုင်ရပါစေကုန်၏မေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာသိချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာဘုံနေတုသင်္ကမမနောတရတိတဝိတံဘဝယံတုဒုက္ခန္တကမေတ္တာဘုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှရောင်ချင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သာဝိတံကျွမဲ့အောင်သုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည်တင်းစိန်နှလုံးဒီဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်တော်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာခြာပန်တို့သည်
ဘောလန္တဝန္တာရှင်မျိုးဝုံမုံလူလည်းရဲ့ခြေနုဝဲကြုံဖုတ်ပွဲညအကုန်နေဖြစ်၍သူကန္တကလေအောင်လေးတဲ့ရောရှက်တင်ပြန့်ပီတိတိဟုသောယနန္တို့သည်ဘဝယံဒီကောင်းစွာမသွေချိုင်းလိုက်၍နေကြပါစေကုန်တည်း